ကျွန်တော်တို့တိုင်းပြည်သားတွေအားလုံးဘယ်ပါတီဘယ်အဖွဲ့အစည်းကိုပဲဖြစ်လွတ်လပ်စွာနဲ့နေပြီးပိုင်ခွင့်ရှိတယ်ဒါကြောင့်ဒါပဲအားလုံးကိုတိုက်တွန်းချင်တာကိုယ်နာမည်မဲစင်းထဲမှာပါမပါဆိုတာအမြန်ဆုံးသွားကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်မဲစင်းတွေပြည့်လောက်ပြီလားတွေးမှုဟုတ်ကဲ့ပြီးပါရောဗျာဒါဆိုတော့မြို့နယ်ကခွင့်ရရပြီမို့ဘုံမှာကရုံးထုတ်လိုက်ပါဗျာဟုတ်ကဲ့ကို့အမီပါမပါရက်ဝက်တို့ရက်ကတိုင်းကြည့်လိုက်တာပေါ့ဗျာဟုတ်ကဲ့ပါဗျာကိုရင်ထွေးဗျာလာခင်ဗျာတာဝန်ယူထားတဲ့နှင်းစီလန်းမဲစင်းတွေရနဲ့စပြီးတော့ဘုံမှာကတ်လိုက်တော့ဗျာဟုတ်ကဲ့ခင်ဗျာပြီးမှတခြားလန်းစင်းတွေကတ်ကြတာပေါ့ဟုတ်ကဲ့ကောင်းပါဗျာပြန်လာနောက်ကျလိုက်လားဘယ်ဝင်နေလို့လဲဟောဘဲမမွေမအောင်အမေရဲ့ရက်ကွက်ကော်မရှင်ရုံးမှာမဲစင်းတွေကတ်ထားတွေ့လို့ဝင်ကြည့်နေလို့ပါမလေးနေရလဲဟဲ့မဲစင်းများဝင်ကြည့်နေသေးတယ်အလကားသူကကလပန်ထိုးပြီးတော့သူတို့လူပဲမဲရအောင်လုပ်မှာအော်သူတို့ကဘာလို့လုပ်ပေါ့အကိုရဲ့မဲစင်းမှာကိုယ့်နာမည်ပါမပါဝင်ကြည့်မှလို့သိတာပေါ့ဟဲ့မဲစင်းတွေမှာတို့နာမည်ကိုပါရဲ့လားပါပါတယ်အမေရဲ့ပါတယ်အမေနာမည်လည်းမကောက်ဘူးအဖေနာမည်တော့ပါနေသေးတယ်ဟဲ့မလေးဗုဒ္ဓအဖေနာမည်ပါတယ်အဖေကသေသွားပြီလေဘလို့မဲစင်းထဲမှာပါနေမလေးဟုတ်တယ်လေဟမ်ဒါလည်းအကြံအဖန်လောက်တာပဲနေမှာအဲ့ဒါအကြံမှန်မောကွာကော်မရှင်နဲ့ဟိုပါတီလက်ဝါးချင်းရိုက်ပြီးဖန်တီးတာလေကွာမင်းပြေမတည်ခင်ရတယ်ဟိုပါတီကဥဒမောင်နဲ့ဆိုရက်တော့ပေါ်တောက်ဖက်လေဟဲ့အခုအဲ့ဒီဥဒမောင်ဝင်အရွေးခံမှာမို့သူ့အတွက်မဲရအောင်တည်တဲ့သူနာမည်မဲစင်းနဲ့ထည့်ထားလေကွာဟမ်သေသွားတဲ့ငါအဖေနာမည်ကျတော့မဲစင်းထဲမှာပါတယ်ရှင်နေတဲ့ငါနာမည်ကျတော့မဲစင်းထဲမှာမပါဘူးအေးမင်းကကြစ်တီးကြစ်ကန်ကောင်ဆိုတော့ဟိုပါတီကမင်းကိုမယုံလို့မင်းကိုမဲစင်းတွေကပယ်ထားတာနေမှာပေါ့ကွာဟာဒီလူကြီးတွေကတော့ကွာအေးအောင်ရစေမင်းကအဲ့လိုချစ်ကနေစီစိတ်လို့တယ်လို့မင်းဟိုတော့ထောင်းတော့ရောက်သွားသတိရအောင်စိတ်အေးထားပြီးစဉ်းစားကြစမ်းပါကွာအဲ့ဒါခုဒီကောက်ကမရှိဖွဲ့ဖွဲ့ဝင်နေမှာငါ့ဦးထုံးမောင်ကြီးဆိုရှိပါရဲ့ကွာမင်းတို့အခုလိုမျိုးကွာမကျင်တဲ့တာပဲရှိလို့ရှိရင်သူ့ကိုမေးလို့ရတယ်နော်မေးလို့ရရင်တော့ကောင်းတာပေါ့ဟေးမေးမယ်ကွာအေးခုလိုမင်းတို့လာမေးတာတိတ်ကောင်းတယ်ပေါ့မင်းတို့ခုလိုလာမေးတာကြောင့်မင်းတို့လည်းတန်တရားရှင်းသွားနိုင်တယ်လို့မဲစင်းလည်းအမှန်တိုင်းဖြစ်လာနိုင်တယ်ပေါ့ငါပထမဆုံးရှင်းပြချင်တာကတော့အခုငါတို့ကတ်ထားတဲ့မဲစင်းတွေဘယ်ကရလာတယ်လဲဆိုတာကိုပဲဒါဦးလေးတို့ပြုစုထားတာမဟုတ်ဘူးလားအေးတို့ပြုစုထားတာဟုတ်ပါတယ်တို့ကဘာကိုအခြေခံပြီးပြုစုထားတယ်လဲဆိုတော့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကပုံစံ66/6ကိုအခြေခံပြီးတော့ပြုစုထားတာကွာ
အိမ်တော်သူစင်းဆိုပါတော့ကွာအောင်မြင့်စင်ရဲ့အဖေကိုကျော်မြင့်ဆုံးသွားတာတော့ငါလည်းခီးလွန်နေလို့မတိလိုက်ခဲ့မိဘူးကွာဒီမဲစင်းထဲမှာပါလာတာကတော့မင်းဖေနာမဲကိုအိမ်တော်သူစင်းထဲမှာဖြစ်မထားလို့ပဲကွာ ဒါဆိုလို့ရှိရင်ခုကျွန်တော်အဖေနာမည်ကိုဒီမဲစင်းတွေကနေပြီးတော့ပြန်ပြီးတော့ဖျက်ရမှာ အေးဖယ်ထုတ်ရမှာပေါ့ကွာတည်တဲ့လူကဘယ်လိုလုပ်လာပြီးမဲပေးနိုင်မှာတဲ့လေဖယ်ရမှာပေါ့ဒါပေမဲ့ဥပဒေနဲ့ညီဖြစ်အောင်မြင့်စိန်ကဒီပုံစံ၄ပုံမှာဖြည့်ပြီးကော်မရှင်အဖွဲ့ကိုတော့ဖယ်ပေးဖို့အတိပေးရမယ်ကွာ ဦးလေးရလဲဗျာပုံစံတွေရောဘာတွေရောချုပ်ချက်ကိုခတ်နေရပဲ မရှုပ်လို့မရဘူးအောင်မြင့်စိန်ရေမင်းအဖေဆုံးသွားပြီးကတည်းကကြံခဲ့တဲ့မိမိကမြို့နယ်လာဝကယုံကိုသွားပြီးပုံစံ66မြင်းဆောင်6အိမ်တော်သူစင်းတွေကမင်းအဖေနာမည်ကိုထုတ်ခဲ့ရမှာမထုတ်ခဲ့လို့ရှုပ်ရတာတို့ကော်မရှင်ဆိုတာကဥပဒေနဲ့အထောက်အထားနဲ့အလုပ်လုပ်ရတဲ့အဖွဲ့အစည်းပါမဲစင်းထဲမှာပါတဲ့သူတေးပြီးဆိုတိုင်းလက်ခံပြီးဖြတ်ပြီးလို့မရဘူးကွာပုံစံ66မြင်းဆောင်6မှာလာဝကဖြတ်ပြီးဖို့တေးစင်းမရှိဘူးဆိုရင်တိုင်းကျမ်းမာရေးဦးစီးရုံးတီသွားပြီးတေးစင်းပြန်ရှာရရင်ဒီအရက်ကတော်တော်ရှည်လိမ့်မယ်ဒါကြောင့်အိမ်တော်ဦးစီးဖြစ်တဲ့သူကဒီပုံစံ၄ပုံမှာလက်မှတ်ထိုးပြီးတေးဆုံးကြောင်းအာမခံတင်ပြရတာကွာဒါဆိုရင်ပြီးပြီ ခဏလေးဦးလေးဟုတ်ပြီနော်ဟိုတည်သွားတဲ့ကျွန်တော်အဖေရဲ့နာမည်ကမဲစင်းထဲမှာပါနေဆိုတော့ထားလိုက်တော့ဒါပေမဲ့ကျွန်တော်မတည်သေးဘူးလေကျွန်တော်အခုအသက်ရှင်နေလုံးမဲ့လေကျွန်တော်ကတော့ဘာဖြစ်လို့မဲစင်းထဲမှာမပါတာလဲကဲအဲ့ဒါလေးလည်းရှင်းပြပါဦး ဟုတ်ရင်လားကွာဘာဖြစ်လို့မင်းကမပါရတာလဲမင်းကနိုင်ငံသားလည်းမဟုတ်ပါဘူးသာသနာဝန်ထမ်းရဟန်းလည်းမဟုတ်ပါဘူးစိတ်ပေါ်တဲ့လူလည်းမဟုတ်လူမွဲအဖြစ်ဆုံးဖြတ်ခြင်းညာခံထားရတဲ့သူဖြစ်ကလွတ်မြောက်ခွင့်မရသေးတဲ့သူလည်းမဟုတ်ဥပဒေရတားမြစ်ထားတာလည်းမရှိမင်းထောင်ချလိုက်တယ်မဟုတ်လားကွာ ထောင်ကြတော့ဟုတ်တယ်လေဟာဒါပေမဲ့ထောင်ကြတယ်ဆိုတော့ကြံဖြစ်လို့ကြာပြီးတော့ထောင်ထဲမှာလည်းစီမီစီကနဲ့အရင်နေတာဆိုတော့ရှော့ရက်နဲ့ပြန်လွတ်လာ ။အော်ဟုတ်လား။ဒါဆိုရင်အမှန်တိုင်းဖြစ်ရမှာပေါ့ကွာ။မဲစင်းထဲမှာမင်းနာမည်မပါဘူးဆိုတာကမင်းကထောင်ချနေလို့မပါတာကွာ။အခုမင်းကရှော့ရက်နဲ့ရွေးကောက်ပွဲမတိုင်ခင်ကတ်လွတ်လာတာဆိုတော့မင်းနာမည်ပြန်ထည့်ပေးပြီးမဲပေးရမှာပေါ့ကွာ။မင်းကပုံစံသုံးနဲ့အမည်စင်းထည့်ပေးဖို့တင်ပြပေးဖို့လိုတာပေါ့ကွာ။တစ်စက်တည်းရှင်းပြချင်တာကဥပဒေအရသာသနာဝန်ထမ်းထောင်ကျနေတဲ့သူစိတ်ပေါ်တော့လူမွဲဖြစ်ဆုံးဖြတ်ခြင်းညာခံထားရခြင်းမှာလွတ်မြောက်ခွင့်မရသေးသူဥပဒေအရတားမြစ်ထားတဲ့သူနဲ့နိုင်ငံသားဆိုရင်တော့မဲပေးရမယ်စီးရင်ထဲမှာမပါနိုင်ဘူးပေါ့ကွာနောက်တစ်ခုကအသက်16နှစ်ပြည့်မပြည့်တွက်တဲ့အခါဒုကော်မရှင်ဖွဲ့ကမျက်စိမှောက်ပြီးနာမည်ကြံသွားတာမျိုးတွေလည်းရှိနိုင်ပါတယ်ဒါကြောင့်အကောင်းဆုံးကတော့မဲစင်းကတ်တဲ့ခါမှာမဲစင်းကိုလာကြည့်ပေးဖို့အရေးကြီးတယ်ဒါမှအချိန်မီအမှန်ကိုပြင်ပေးနိုင်မှာဖြစ်တယ်လို့မဲပေးပိုင်ကိုမဆုံးရှုံးမှာဖြစ်တယ်အရေးကြီးဆုံးပြောချင်တာကတော့မဲစင်းကတ်ထားတဲ့အချိန်မှာမဲစင်းကိုလာကြည့်ပေးဖို့ပဲကျွန်တော်တို့တိုင်းပြည်သားတွေအားလုံးဘယ်ပါတီဘယ်အဖွဲ့အစည်းကိုပဲဖြစ်လွတ်လပ်စွာနဲ့နေပြီးပိုင်ခွင့်ရှိတယ်။ဒါပေမဲ့မဲတပြားတပြားရဲ့တန်ဖိုးဟာအရန်ကိုအရေးကြီးတဲ့အတွက်ကျွန်တော်တို့တွေရဲ့အခွင့်အရေးဖြစ်တဲ့မဲပေးနိုင်မှုဆိုတာကိုယ်နာမည်မဲစင်းထဲမှာပါပြီလားဆိုတာတွားကြည့်ကြဖို့ကအရေးကြီးဆုံးပါပဲ။ဒါကြောင့်အားလုံးကိုတိုက်တွန်းချင်တာကိုယ်နာမည်မဲစင်းထဲမှာပါမပါဆိုတာအမြန်ဆုံးတွားကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်မဲပေးခွင့်ရှိသလားကိုပိုင်ဆိုင်ရာကိုအခွင့်အရေးဒီမဆုံးရှုံးဖို့တို့များအား
လုံးမဲလို့သွားမဲပေးကြသို့လား